ကိုယ့်ရဲ့ဖုန်းကလုံးဝပါဝါဖွင့်မရတော့ဘူးဆိုရင်ပါဆက်လို့မလဲအမိုက်ပုံးတဲ့ပဲပြစ်လိုက်မလားအများစုကတော့ဒါကိုအမိုက်တက်တက်ပဲလို့ထင်ကြတာပေါ့နော်ဒါပေမဲ့လေအဲ့ဒီအသုံးမဝင်တော့ဘူးလို့ထင်ရတဲ့ဖုန်းအပြက်လေးထဲမှာတကယ်တန်ဖို့တွေနောက်ပြီးကြောက်စရာကောင်းတဲ့အန်ဒီရဲတွေပါရှိနေလေဆိုရတော့ကဲဒီနေ့မှာအဲ့ဒီကြောင်ကိုပဲအတူတူကြည့်လိုက်ကြရအောင်တခါလောက်စဉ်းစားကြည့်အောင်ကိုယ့်လက်ထဲကဖုန်းကလုံးဝကိုပြတ်သွားပြီဘယ်လိုမှပြင်လို့မရတော့ဘူးဆိုရင်ဘာလို့ကြမလဲတချို့ကတော့အမှတ်တရအနေနဲ့အိမ်မှာပဲတင်ထားလိုက်မယ်တချို့ကြတော့လေအမိုက်ပုံးနဲ့ပစ်လိုက်မှာပေါ့ဒါမှမဟုတ်အဟောင်းရောက်တဲ့ဆိုင်မှာနည်းနည်းပါးပါးရတာလေးနဲ့ရောင်းလိုက်တာမျိုးလည်းရှိနိုင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အများစုအထက်ကတော့အဲ့ဒီဖုန်းဟာသုံးလို့လည်းမရပြင်လို့လည်းမရတော့တဲ့အတွက်တန်မိုးမရှိတဲ့အမိုက်တစ်ခုလိုပါပဲဘာတန်မိုးမှရှိတော့မှာမဟုတ်ဘူးလေဟုတ်တယ်မလား ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုဖုန်းပြက်တီကိုဈေးကောင်းပေးပြီးကိုလိုက်ဝယ်နေတဲ့ဈေးကွက်ကြီးတစ်ခုရှိနေတယ်ဆိုတာပါပဲသူတို့ကဒီအသုံးမဝင်တော့တဲ့ပစ္စည်းတွေနဲ့ဘာတွေလက်ဖို့ဝယ်နေကြတာလဲအချဲမှာဘယ်လိုရိုးဝှက်ချက်ကြီးညာရှိနေလို့လဲကောင်းပြီအဲ့ဒီမေကုန်းရဲ့အဖြေကိုအတူတူရှာကြည့်ကြည့်အောင်ဖုန်းပြက်တစ်လုံးကဘာဖြစ်လို့တန်ဖိုးရှိတဲ့ယတနာတိုက်ကြီးတစ်ခုလို့ချစ်နေရတယ်လဲဆိုတဲ့အကြောင်းရင်းတွေကိုတစ်ချက်ကြည့်လိုက်အောင်ပါရေးဘူးရအဖြစ်တော့အထူးအကြောင်းရင်းကြီး၄ချက်ရှိပါတယ်ပထမတစ်ခုကအပေါ်ပစ္စည်းတွေအတက်ပေါ်ဒုတိယက data တွေပြန်ထုတ်ယူဖို့တတိယကတော့အသေးနှီးပါဖြစ်အောင်ပြန်လောင်းတဲ့ refurbish phone တွေလုပ်ဖို့နောက်ဆုံးတစ်ခုကတော့သူ့ထဲမှာပါတဲ့အဖိုးတန်သက်တုတွေထုတ်ယူဖို့ပါပဲကဲတစ်ချက်ချင်းစီကိုအသေးစိတ်ဆက်ကြည့်ကြမယ်လေပထမဆုံးအချက်ကဖုန်းပြန်ဆိုင်ဒီနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်သူတို့တော့ဖုန်းပြတစ်လုံးဆိုတာအရေးသွေးမြင့် original အပေါ်ပစ္စည်းတွေအများကြီးပါတဲ့ရတနာတိုက်ကြီးတစ်ခုနဲ့တူနေတာကိုဘာလို့လဲဆိုတော့ဖုန်းအပြက်ကနီးဖြတ်ထားတဲ့ original ပစ္စည်းတွေဥပမာဖုန်းရဲ့ဦးနောက်လို့ခေါ်တဲ့ CPU တို့မှတ်ဉာဏ် chip တို့ကဈေးကွက်ထဲမှာအလွဲတကူဝယ်လို့ရတဲ့အရေးသွေးနှိပ်ပစ္စည်းအသစ်တွေထက်အများကြီးပိုကောင်းပြီးစိတ်လဲချလို့ပါပဲအဲ့ဒါကြောင့်ပြင်ဆိုင်တွေကဒီလို original ပစ္စည်းတွေကိုပို့ပြီးကြောင်ပို့ထားကြတာပါနောက်တစ်ချက်ကတော့ data ပြန်ယူဖို့ပါ Boot swap လို့ခေါ်တဲ့နည်းပညာကိုသုံးပါတယ်ဒါကဘယ်လိုလဲဆိုတော့ဗျာပြတ်နေတဲ့ဖုန်းပေါ်ကအရေးကြီးဆုံးအပိုင်းဆိုင်တွေဖြစ်တဲ့ CPU နဲ့မှတ်ဉာဏ် chip တွေကိုဂရုစိုက်ဖြိုးပြီးအလုံးလုံးတဲ့ဘိုးအသစ်တစ်ခုပေါ်ကိုပြန်ပြောင်းတက်ဆင်လိုက်တာပါဒီနီလာနဲ့ဆိုရင်လုံးဝဖွင့်မရတော့ဘူးထင်တဲ့ဖုန်းလေးက data တွေကိုတောင်ပြန်ပြီးထုတ်ယူလို့ရသွားပါတယ်တတိယအချက်ကတော့ refurbishing ပါဒါကတော့ဖုန်းအပြတ်ညာကြီးတွေကအကောင်းဆုံးအစိပ်ပိုင်းတွေကိုပဲရွေးချုပ်ပြီးဖုန်းတစ်လုံးပြန်ဆင်တာပေါ့ဥပမာဖုန်းတစ်လုံးက screen ကောင်းတယ်နောက်တစ်လုံးက body တန်းတယ်တခြားတစ်လုံးက box ကောင်းတယ်ဆိုရင်အဲ့ဒါတွေအလုံးကိုပေါင်းပြီးဖုန်းအတစ်နီးပါးတစ်လုံးပြန်ဖန်တီးလိုက်တာမျိုးပေါ့ဗျာနောက်ဆုံးအချက်ကတော့စက်မှုလုပ်ငန်းအကြီးစားတွေနဲ့သက်ဆိုင်သွားပါပြီဖုန်းဖုတ်ပြားတွေထဲမှာရွှေငွေကြေးနီလို့အဖိုးတန်တတူတွေနည်းနည်းစီပေါင်းဝင်နေရဲ့ပေါ့အဲ့တော့ဖုန်းအဟောင်းတွေအများကြီးကိုစုပြီးအရေးချိုးပြီးအဲ့တတူတွေကိုပြန်ထုတ်ယူတာဟာစီးပွားရေးရတစ်ချက်ကြိုက်တဲ့လုပ်ငန်းတစ်ခုဖြစ်နေလို့ပါပဲကောင်းပြီအခုပြောခဲ့တာတွေကစီးပွားရေးအရာတန်ဖိုးရှိတဲ့အကြောင်းရင်းတွေပေါ့ဒါပေမဲ့အဲ့ဒါတွေအလုံးထက်ပိုအရေးကြီးပြီးကျွန်တော်တို့အလုံးတတိထားတဲ့အဓိကအချက်တစ်ချက်ကြံနေပါတယ်တဲ့အဲ့ဒါကတော့မမြင်နိုင်တဲ့အန်တရဲပါပဲအဓိကတော့ချက်ကဘာလဲဆိုတော့ဖုန်းကပြတ်သွားပြီမြဲဖုန်းမိုင်ရှင်ရဲ့ data တွေကပျောက်ခွဲမသွားဘူးဆိုတဲ့အချက်ပါပဲခုနကပြောခဲ့တဲ့ boss swap နည်းပညာကိုမှတ်မိကြသေးတယ်မလားအဲ့ဒီနည်းပညာကိုပဲရွေချက်ကောင်းကောင်းရဲ့မဟုတ်ဘဲတစုံတစ်ယောက်ရဲ့ data တွေကိုခိုးယူဖို့အထက်အလွယ်တကူအသုံးချလို့ရနေပါတယ်အရေးမြစ်တွေမှာဒီအချက်ကိုအတီးလင်းကိုတတိပေးထားတာရှိပါတယ်ဖုန်းအဖြစ်တစ်လုံးကိုရောင်းချက်လိုက်ပြီဆိုရင်ကျွန့်ကျင်တဲ့သူတွေကနီလာမျိုးမျိုးသုံးပြီးအထက်က data တွေကိုပြန်ထုတ်ယူနိုင်တယ်ဆိုတာကိုတတိပြုပါတယ်အဲ့တော့ဘလို့အချက်လက်ဒီအန်တရရှိနိုင်လဲဟိုးအများကြီးပဲကိုကြီးကိုသားထားဖုန်းတွေ message တွေ video တွေကိုသုံးတွေရဲ့ password တွေနောက်ပြီးဘဏ်အကောင့်ချက်လက်တွေအထိအားလုံးပါဝင်နိုင်ပါတယ်ဒါတွေအားလုံးဟာဖုန်းရဲ့ memory chip ထဲမှာအဟုတ်ကောင်းတိုင်းရှိနေတော့မှာပဲဒီလိုဆိုရင်ဒီလိုအန်တရဲ့ကြီးရနေဘယ်လိုကာကွယ်ရမလဲကို့အချက်လက်တွေလုံခြုံရေးအတွက်အထီးရောက်ဆုံးကာကွယ်နည်းကိုပြောပြပေးပါမယ်အဖိကအနေနဲ့မှတ်ထားရမှာကဖုန်းကအလုံးမလုပ်တော့ဘူးဖုန်းအသေးဖြစ်သွားပြီဆိုပေနဲ့အထက်က memory chip တွေပေါ်မှာကိုယ့်ရဲ့ကိုရေးကိုတာအချက်လက်တွေအားလုံးကအရှင်းလက်လက်ရှိနေတုံးပဲဆိုတာပါပဲဒီအချက်ကိုတတိပြုမိဖို့အရန်အရေးကြီးပါတယ်လောက်ဆောင်ရမယ့်အဆင့်တွေကအရန်ရှင်းပါတယ်ပထမအဆင့်ကတော့ data တွေဟာဖုန်းထဲမှာရှိနေသေးတယ်ဆိုတဲ့အသည့်ကိုအများရှိနေဖို့ပါဒုတိယအဆင့်ကတော့အဲ့ဒီ data တွေတင်ထားတဲ့ memory chip တွေကိုရုပ်ပိုင်းဆိုင်ရာအရာကိုဖျက်ဆီးပစ်ဖို့ပါပဲဟုတ်ပါရဲ့အဲ့ chip ကိုချိုးပစ်တာတူနဲ့ချိုးလိုက်တာဒါမှမဟုတ်ဘလူးနီးနဲ့မဆိုရုပ်ပိုင်းဆိုင်ရာအရာပျက်စီးသွားအောင်လုပ်တာဒါကမှကိုယ့်ရဲ့ကိုယ်ရေးကိုတာအချက်လက်လုံခြုံမှုကိုအသေးချာဆုံးကာကွယ်နိုင်မြဲတစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်ကဲဒီကြောင်းအရာတွေကိုတည်သွားပြီဆိုတော့အိမ်မှာရှိနေတဲ့
တာမမော့စွန့်ပြေးဖို့စဉ်းစားနေတဲ့ကိုယ့်ရဲ့ဖုန်းအဟောင်းတွေက data တွေရဲ့လုံခြုံရေးကိုပြန်ပြီးတော့အလေးနဲ့စဉ်းစားကြည့်သင့်ပြီမဟုတ်ဘူးလား